အားလုံးပဲမင်္ဂလာပါလက်ရှိကမ္ဘာမှာ social media follower အများဆုံးလူသားကမ္ဘာအကောင်းဆုံးဘောလုံးသမားပထမဆုံး1 billion ကျော်ချမ်းသာကြွယ်ဝတဲ့ဘောလုံးသမားဘောလုံးသမိုင်းမှာဂိုးသွင်းများဆုံးကစားသမားစတဲ့ပြောမကုန်တဲ့စံချိန်ပေါင်းများစွာရဲ့ပိုင်ရှင်ဟုတ်ပါတယ်သူကတော့ခင်ဗျားတို့အားလုံးသိကြတယ်ခရစ္စတီယာနို ရိုနယ်ဒိုပဲဖြစ်ပါတယ်လက်ရှိခရစ္စတီယာနိုရဲ့အောင်မြင်မှုကကြောက်ကမန်းလေးလေးပါပဲဒါပေမဲ့ဒီလိုအောင်မြင်မှုတွေအားလုံးရဲ့မတိုင်ခင်1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ပေါ်တူဂီနိုင်ငံမာဒီယာဆိုတဲ့ကျွန်းစုလေးတစ်ခုမှာပေါ့အဖေဖြစ်သူကအရက်ဆွဲနေပြီးစုစုပေါင်းမိသားစု6ယောက်ရှိပါတယ်သူတို့မိသားစုကအလွန်ဆင်းရဲခဲ့ပြီးမိသားစုစားဝတ်နေရေးကြောင့်ခရစ္စတီယာနိုရဲ့မိခင်ကခရစ္စတီယာနိုရဲ့ကိုယ်ဝင်ကိုဖျက်ချဖို့အထိလုပ်ခဲ့ဘူးလေလို့ဆိုပါတယ်ဒါကတကယ်အမှန်ဖြစ်ပါတယ်သူမရဲ့ကိုယ်တိုင်ရဲ့အထုပ်ပတ်တိစာအုပ်ထဲမှာပါဒီအကြောင်းအရာကိုဖော်ပြထားပါတယ်ခရစ္စတီယာနိုမှာမောင်နှမ3ယောက်ရှိပြီးသူကအငယ်ဆုံးဖြစ်ပါတယ်အဲ့လိုနဲ့ခရစ္စတီယာနိုကိုမွေးပြီးတဲ့အချိန်မှာတော့မိသားစုကပိုပြီးခက်ခဲကြက်တဲလာခဲ့ပါတယ်သူတို့နေခဲ့တဲ့အိမ်ဟာအိမ်အသေးစားလေးဖြစ်ပြီးအမိုးကသွက်ပြားတွေနဲ့ပါမိုးသက်ထန်စွာရွာသွန်းတဲ့နေမျိုးတွေမှာဆိုရင်အိမ်ထဲကိုရေရေရိုကျလို့ခွက်တင်နဲ့ခံထားရတဲ့အထိချင်းတွေစိုးခဲ့ပါတယ်အခန်းတစ်ခန်းထဲမှာပဲမောင်နှမ4ယောက်လုံးစုပြုံအိတ်ခဲ့ရပြီးကိုပိုင်နေရာရဖို့ဆိုတာသူတို့အတွက်အိမ်မက်တစ်ခုပါပဲခရစ္စတီယာနိုမှာအခြားကလေးတွေလိုဈေးကြီးရုပ်တွေဗီဒီယိုဂိမ်းတွေမရှိခဲ့ပါဘူးသူ့ဖေကကလပ်အသင်းမှာလှုပ်ပြီးရင်ရလာတဲ့ဘောလုံးအဟောင်းလေးတွေကသူ့အတွက်အကောင်းဆုံးကစားစရာဖြစ်ခဲ့ပါတယ်ခရစ္စတီယာနိုဟာငယ်စဉ်ကတည်းကစာသင်ခန်းထဲမှာထပ်ဘောလုံးကွင်းထဲမှာပဲအချိန်ကုန်ဆုံးရတာကိုပိုပြီးနှစ်သက်ခဲ့သူပါဒီနေ့မှာတော့သူဟာစာသင်ခန်းထဲမှာဘောလုံးကျောင်းကိုပဲအာရုံရောက်နေခဲ့တဲ့ကြောင့်ဆရာမဖြစ်သူကဘောလုံးကမင်းကိုထမင်းကျွေးမှာမဟုတ်ဘူးလို့ပြောခဲ့ဘူးပါတယ်အသက်14နှစ်အရွယ်မှာတော့ခရစ္စတီယာနိုဟာကျောင်းကနေအထုတ်ခံခဲ့ရပါတယ်အကြောင်းရင်းကတော့သူဟာဆီယာမကိုကလထိုင်နဲ့ပြစ်ဖောက်ခဲ့တာကြောင့်ကျောင်းထုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်ဖြစ်ပုံကဒီလိုပါခရစ္စတီယာနိုဟာမာရီယာကျွန်းသားဖြစ်တာကြောင့်သူ့ရဲ့လေယူလေသိန်းကမြို့ပေါ်ကလူတွေနဲ့မတူပဲကွဲပြားနေပါတယ်အဲ့ဒီနေ့မှာဆီယာမဖြစ်သူကသူ့ရဲ့စကားပြောပုံလေယူလေသိန်းကိုအတန်းနဲ့မှလှောင်ပြောင်ကြည့်စေခဲ့တယ်လို့သူ့မိခင်ရဲ့အထုပ်ပတ်တိစာအုပ်ထဲမှာဖော်ပြခဲ့ပါတယ်ခရစ္စတီယာနိုဟာငယ်စဉ်ကတည်းကမာနာကြီးပြီးမိမိကိုယ်ကိုယုံကြည်မှုမြင့်မားသူပါဆီယာမကသူ့ကိုလှောင်ပြောင်ခဲ့တာဟာသူ့ပေါ်လေးစားမှုမရှိဘူးလို့ခံစားခဲ့ရပါတယ်ဒီလိုရဲ့ကြောင့်ခရစ္စတီယာနိုဟာကျောင်းကနေချက်ချင်းထုတ်ပယ်ခြင်းကိုခံခဲ့ရပါတယ်သူရဲ့မိခင်ဖြစ်သူဟာတားဖြစ်သူကျောင်းထုတ်ခံခဲ့ရတာကိုသိတဲ့အခါမှာတော့ခရစ္စတီယာနိုရဲ့ပညာရေးကိုဆက်မလုပ်ခိုင်းတော့ပဲသူဝါသနာပါရာဘလုံးလောကရဲကိုပဲရောင်နှုံးပြအာရုံစိုက်ဖို့ခွင့်ပြုပေးခဲ့ပါတယ်တခါတလေမှာကန်တရားကကျွန်တော်တို့ကိုမတိမတာလေးကူညီပေးလေးရှိပါတယ်ခရစ္စတီယာနိုအတွက်တော့ကျောင်းကနေထွက်လိုက်ရတာဟာကံကောင်းခြင်းတစ်ခုလိုတောင်ဖြစ်သွားခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်လာမယ့်အပိုင်းနှစ်မှာသူဘလုံးလောကကိုဘယ်လိုစတင်ရောက်ရှိခဲ့လဲဆိုတာကိုတင်ဆက်သွားပါမယ်ကျွန်တော်ကိုကူညီပေးတဲ့အနေနဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြဖို့လည်းတောင်းဆိုချင်ပါတယ်အပန်းမချင်းရင်ဗီဒီယိုလေးကိုလည်း like လုပ်ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြီးချမှာပြန်တွေ့ကြတာပေါ့ကျွန်တော်ကတော့တကုတ်ပါ